တခိုးကပြန်လဲရံပြမှုကြောင့်ဒုက္ခတကုံအိမ်ယာမှာအခုလိုအဖြစ်ဆိုခဲ့ရတဲ့တနာစရာဇနီးမောင်နဲ့အင်ကိုလာကတ်တဲ့တခိုးကိုဖမ်းဖို့ကြိုးစားရင်းနဲ့တခိုးကပါလာတဲ့လက်နဲ့ရံပြူတာကြောင့်အဖြစ်ဆိုပြီးတည်ခွဲခဲ့ရတာကတော့ရန်ကုန်မြို့ကဒုက္ခတကုံအိမ်ယာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းအခုချိန်မှာမြန်မာနိုင်ငံမှာအင်ကိုတခိုးလာကိုရင်တောင်ငြိမ်ခံနေရမယ့်အခြေအနေမျိုးနဲ့ရင်ဆိုင်နေရတာပါ။အခုချိန်မှာတော့တရားဥပဒေစိုးမိုးမှုမရှိသလိုလူတွေကလည်းစာဝတ်နေရေးကြက်တဲလာတာဖြစ်ပါတယ်။ဒါကြောင့်လည်းအခုချိန်မှာတော့တခိုးတွေဓမြတွေဟာနေအိမ်ကိုဖောက်ထွင်းအောင်အလစ်တုတ်တာလူသက်ဓမြမှုတွေကျူးလွန်တာတွေကိုဇက်တိုက်ဖြစ်နေပါတယ်။အခုခါမှာအိမ်ကိုတခိုးကလို့ဖမ်းပြီးမဲ့တခိုးကပြန်လေရန်ပြူအားကြောင့်အိမ်ရှင်မျိုးသားဖြစ်သူပွဲချင်းပြီးတည်ဆုံးပြီးတော့ဇနီးဖြစ်သူဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ရကြောင်းအားလုံးစိတ်မကောင်းဖြစ်နေပါတယ်။အဆိုပါဖြစ်စဉ်ဟာဇွန်လ22ရက်နေ့မနက်စောပိုင်းချိန်မှာရန်ကုန်တိုင်းဒေသကြီးတကုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာရှိတဲ့ဒုက္ခတကုံအိမ်ယာမှာဖြစ်ပွားခဲ့ရပါမှုကင်းဖြစ်ပွားခဲ့ရကတော့ဒုက္ခတကုံအိမ်ယာတိုက်ခန်းအမှတ်E1မှာဖြစ်ပွားပြီးတော့အဆိုပါတိုက်ခန်းမှာဇနီးမောင်နှံ2ယောက်ထဲနေထိုင်နေလို့သိရပါတယ်။ဇွန်လ21ရက်နေ့မနက်ပိုင်းမှာအမောင်ကိုအကာအကွယ်ယူပြီးတော့တခိုးကနေဝင်းရန်တာကကြော်တက်ပြီးအိမ်အတွင်းကိုဝင်ခိုးနေချိန်အိမ်ရှင်လင်မယား2ဦးနဲ့ထိတ်တိုက်တွေ့ရာကနေတခိုးကပြန်လေရန်ပြုတ်မှုဖြစ်ခဲ့ရပါ။တခိုးဟာသူ့မှာပါလာတဲ့ဓာတ်လက်နဲ့ခင်ပွန်းဖြစ်သူကို23ချက်ထိုးသွင်းခဲ့တယ်လို့အမျိုးသမီးဖြစ်သူကိုလည်း19ချက်ထိုးသွားခဲ့ရပါ။တခိုးကရန်ပြုတ်အပြီးခင်ပွန်းတဲ့ကသတိမိသွားခဲ့ပေမယ့်ဇနီးတဲ့ကတတိရှိနေသေးပါဒါကြောင့်လည်းရွှေမြတ်တာလူမှုကူညီရေးကယ်ဆယ်ရေးအသင်းကိုဖုန်းဆက်ခေါ်ခဲ့ပါတယ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေရောက်လာတော့စိုးရင်တရားရရှိထားတဲ့ဇနီးဖြစ်သူဟာသူ့ရဲ့ခင်ပွန်းအသက်မဆုံးရှုံးမှုအထင်နဲ့သူ့ခင်ပွန်းကိုသာပထမဆုံးအသက်မြန်ခဲ့ဖို့အတွက်အကူအညီတောင်းဆိုခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့ကူညီကယ်ဆယ်ရေးသမားတွေကတေချာစစ်ဆေးရဲ့အခါမှာခင်မွန်းဖြစ်သူဟာဒဏ်ရာ23ချက်နဲ့အသက်ဆုံးရှုံးသွားပြီလို့သိရပါတယ်။ခင်မွန်းနဲ့ဆုံးသွားပေမဲ့ဇနီးတွေကိုအတိမပေးရခဲ့ပဲစိုးရင်ဒဏ်ရာရရှိထားတဲ့ဇနီးဖြစ်သူရဲ့အသက်ကိုအချိန်မီကယ်ဆယ်ဖို့ကြိုးစားကြပြီးတော့စိတ်မထိခိုက်စေဖို့အတွက်ခင်မွန်းဖြစ်သူအသက်မရှိတော့တာကိုပြောမပြသေးဘဲနဲ့ခိတ္တဖုံးဖိထားခဲ့ပါတယ်။အခုတော့ဇနီးဖြစ်သူစိုးရင်ရလူနာကတက်တာလာမှုရှိကြောင်းနဲ့အသက်အန္တရာယ်မရှိတော့ကြောင်းသိရပါတယ်။ဒီလိုဇနီးမောင်နှံ2ယောက်ကိုလှုပ်ကြံခဲ့တဲ့တကူကိုတော့ဖမ်းမိကြပြီလို့သိရပါတယ်ရှင်။